ဥဋ္ဌာဏဝတ္တောတတိမတောသူစီကမ္မတနိတမ္မာကာရိနောတိညတတဓမ္မစေဝိနောအပမတတယတောဘိဝတ္တိအဲ့ဒီထဲမှာအကြောင်းနဲ့အကျိုးမြတ်စွာဘုရားခွဲခြားပြောဘယ်ခါပဲမြတ်စွာဘုရားပြောအကြောင်းမပါပဲမပြောဘူးနှစ်ခုကအမြဲတမ်းတွဲဖက်နေတယ်အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိရအကျိုးတသက်တာဖော်ပြရင်မပြည့်စုံဒါလို့ရင်ဒီလမ်းကြောင်းလျှောက်ရင်ဒီစခန်းရောက်မယ်ဆိုတာအကြောင်းနဲ့အကျိုးဒီအကြောင်းစီးပွားထုတ်လို့ရင်ဒီအကျိုးကိုရမယ်ဆိုတာတေချာပေါက်အကြောင်းနဲ့အကျိုးလောကမှာရှိတယ်လူတွေမှာလည်းလက်တွေ့အားဖြင့်သိတာမြင်တာတဲ့အကြောင်းတရားတွေလူတွေသိကြတာပဲเนาะဘာကြောင့်လို့ဆိုရင်ကျမ်းမာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေကျမ်းမာအောင်နေထိုင်ကြတယ်စားကြရမစားဘူးကိုယ်နဲ့တင့်တော်အောင်စားတယ်စိတ်မမှန်တောက်တဲ့လမ်းလျှောက်တယ်ကျမ်းမာရေးရနိုင်အဲ့ဒါလို့ကိုလို့တဲ့လမ်းစဉ်တစ်ခုဟာအကျိုးတစ်ခုဖြစ်ပေါ်စေတာဒါမှန်တယ်စာမမှန်ဖတ်ခြင်းအပြင်ဘောဓုတကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်လာဒါအကြောင်းစာမမှန်ဖတ်ခြင်းသည်အကြောင်းဘောဓုတကျွယ်ဝသူဖြစ်ရောက်ခြင်းသည်အကျိုးဒါအကြောင်းနဲ့အကျိုးရှိတယ်လေလေ့လာမှုမပြုဘူးဆိုလို့ရှိရင်မသိဘူးဒါလည်းအကြောင်းနဲ့အကျိုးပဲမလေ့လာရင်မသိဘူးလေ့လာရင်သိပဲအဲ့ဒီလိုအကြောင်းနဲ့အကျိုးတကယ်ကိုထင်ထင်ရှားရှားရှိတာတွေကိုမြတ်စွာဘုရားဖော်ပြတာအခုဒီမှာအကျိုးတရားအနေနဲ့ယတောဘိဝတ္တိယတောအဘိဝတ္တိယတောဆိုတာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်ယာဓုဂုံသိမ်ဒါယတောလို့ခေါ်တယ်လောကလူတွေရချက်နဲ့ယာဓုနော်ယာဓုဂုံသိမ်အစိုးရမှုဆိုရယာဓုဂုံသိမ်စီးစိမ်ဥစ္စာလူတွေလိုချင်တယ်စီးပွားဥစ္စာတိုးတက်ချင်တယ်ယာဓုရချင်တယ်ဘာလို့ရမလဲစီးစိမ်ဥစ္စာတွေတိုးတက်ချင်တယ်ဘာလို့ရမလဲကိတ္တိလူတကာချီးမွမ်းခံရတယ်ချီးမွမ်းခံရအောင်ဘာလို့ရမလဲနော်အဲ့ဒီလိုမြတ်စွာဘုရားကယတလို့ခေါ်တဲ့ရှားတူးလည်းရမယ်စိစိတ်ဥစ္စာလည်းရမယ်လူတကာချီးမွမ်းဂုဏ်ပြုမှုကိုလည်းခံရတယ်ဆိုတဲ့ဒီယတဆိုတဲ့အချမ်းရံအကျော်စောဆိုတဲ့ကောင်းကျိုးကိုဘာတွေကပေးနိုင်တယ်လဲဆိုတဲ့အကြောင်းတရားကိုဒီဓမ္မပဒဒေသနာတော်မှာ9မျိုးအဖြစ်ဖော်ပြထားတာဖြစ်တယ်အဲ့ဒီ9မျိုးအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ခုပြောတဲ့ယာဓုဂုံသိမ်စိစိမ်ဥစ္စာကြော်စောထင်ရှားမှုဆိုတဲ့အကျိုးကျေးဇူးတွေကိုရနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာပဲငါထံကိုဆုတောင်းလိုက်အာကိုရောမြတ်ချီးမြှင့်တော်မူလိုက်မယ်လို့မပါဘူးနော်ဒီတိုင်းလုပ်ရင်မင်းတို့ယာဓုဂုံသိမ်စိစိမ်ဥစ္စာတိုးတက်မယ်ဒီလိုဆိုလိုတယ်နော်သို့သောဗုဒ္ဓဘာသာဝင်တွေကအကျင့်ပါနေတော့ဆုတော်မြတ်ဘုရားတွေ့ရင်ဆုတောင်းလိုက်သေးတာစီးပွားရေးဆင်ပြေပါစေအကျဉ်းဉာဏ်လေးအောင်မြင်ပါစေအကျဉ်းနေတာအကုန်အောင်လို့ကတော့ဒုက္ခရောက်မှာပဲဘာတွေကြမ်းမှမသိတာနော်စိတ်သွားတိုင်းကိုပါပါစေဆိုဒုက္ခရောက်မှာပေါ့အရတဲ့ခွေးတစီစီစိတ်သွားတိုင်းသာကိုပါနေမှာဆိုဒုက္ခရောက်စိတ်သွားတဲ့ကိုပါလို့ကမဖြစ်ဘူးလေမဟုတ်တဲ့နေရာရောက်တော့ဖန်ခါမှာပေါ့စိတ်ကမဟုတ်တဲ့နေရာရောက်စိတ်ဆိုတာသွားကြံသွားတယ်လေအကောင့်ထဲမပေါ်တော့ဘာမမြင်ရအောင်ကိစ္စမရှိဘူးအကောင့်ထဲပေါ်လို့ရှိရင်ခွေးတောင်အဟောင်းခံရအောင်အဲ့တော့စိတ်သွားတဲ့ကိုပါဆိုတဲ့ဆူတောင်းမြင်သွားတောင်းမနေနဲ့ရလဲရမှာမဟုတ်ပါဘူးတောင်းတော့အဲ့တော့အကြောင်းတရားတွေကိုစီးပူအထုံးမှာအကျိုးဆိုတာရတယ်ဒါမို့စာပေကျမ်းကနေမှာဟိတနဲ့ဒုက္ခဆိုတာတွဲဖက်ဖော်ပြထားတာဖြစ်တယ်ဟိတဆိုတာအခြေအနေကောင်းစေတဲ့အကြောင်းတရားကိုဟိတ
ဒုက္ခဆိုတာအဲ့ဒီအခြေအနေကောင်းဟိတကြောင့်ရလာတဲ့အကျိုးလို့သူတို့ဆိုလို့တယ်ဟိဒုက္ခတကာရဏဟိတံဒုက္ခရဲ့အကြောင်းတရားသည်ဟိတတတ္တဖလံဒုက္ခဟိတနဲ့ဒုက္ခကိုစာပေကျမ်းကမှာလို့ဖွင့်တယ်ဒါဝိပင်္ဂမူလတိကာဆိုတဲ့ကျမ်းမှာဖွင့်တဲ့စကားဟိတနဲ့ဒုက္ခဆိုတဲ့ဟိတကိုအကျိုးစီးပွားလို့ဆိုတော့တော်တော်များများဟိတဆိုတာအကျိုးလို့ထင်နေကြတယ်မဟုတ်ဘူးအကျိုးစီးပွားဆိုတာအကျိုးရဲ့စီးပွားဆိုတာအကြောင်းတရားပဲအကျိုးတရားတွေကိုပွားစည်းစေတတ်တယ်လို့ဆိုလိုတယ်စီးပွားဆိုတာအကျိုးတရားတွေကိုဖြစ်ပွားစေတယ်ဒီလိုပြောတာဟိတအကျိုးတရားတွေကိုဖြစ်ပွားစေတတ်တဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရားကိုအခြေခံပြီးတော့မှဒုက္ခဆိုချမ်းသာမှုရဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးနော်ပေးသမျှဒုက္ခမဟုတ်ဘူးအကြောင်းတရားသာပေးလို့ရတယ်မိဘကသားသမီးကိုချစ်တယ်ဆိုရင်ဘာပေးဟိတကိုပဲပေးလို့ရတယ်ထောက်ကူပြုဖို့ပစ္စည်းတွေပေးလို့ရတယ်အဲ့ဒီပစ္စည်းကဒုက္ခမဟုတ်သေးဘူးအဲ့ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုကဒုက္ခကိုချမ်းသာမှုကဒုက္ခပေးတာကအိုက်ဆာရတာဒုက္ခအကြောင်းနဲ့အကျိုးတွက်ကြည့်ဖို့ပြောတာနော်ပေးလို့ရတာဒုက္ခမဟုတ်ဘူးပစ္စည်းဥစ္စာပေးတယ်ပညာပေးတယ်ဒါဝိမြတ်စွာဘုရားကတရားတွေအတွက်ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံဘယံဟိန္တတိပုတရားတွေပေါ်မှာကြာရောက်တဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်မြတ်စွာဘုရားကဒီဆန်းဆောင်ပေးတယ်ဆိုတာတခြားမဟုတ်ဘူးဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေတရားတဏ္ဍာမှာဖြစ်အောင်လမ်းညွှန်မှုပြုတယ်အာဟိတာသနေဝတ္တနေနဆိုးကျိုးတွေကိုပေးတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းဖြစ်ဆင်းရဲဒုက္ခကိုပယ်ရှားဖြစ်တယ်အဲ့တော့မလုံးတဲ့နာကိုရှောင်ဖို့နဲ့လုံးတဲ့နာလှုပ်ဖို့ဒီနှစ်ခုပဲပြောတာပဲဒါပဲအဲ့ဒါဟာတရားရိကတဲ့နဲ့နှီးပဲလို့သူတို့နားလဲရမှာဖြစ်တယ်နော်ကိုသားသမီးကိုကိုကောင်းစားစေခြင်းလဲဒါမလုံးနဲ့ဒါလှုပ်ဒါပဲပြောရမှာပဲလေမလုပ်ရဘူးဆိုတာမကောင်းတာမလုပ်အောင်မကောင်းတဲ့အဟုသူတွေဆွေးပြပြကြောင်းအလုပ်တွေမလုပ်ရဘူးချီးပွားတွတ်တက်မဲ့အလုပ်တွေကိုလုပ်ဒါအာဟိတနဲ့ဟိတပဲနော်မြတ်စွာဘုရားလည်းအဲ့ဒီတိုင်းပဲဟောတာပါဒါကြောင့်မို့လောကမှာထင်ပေါ်ကျော်ကြားပြီးတိုးတက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မပရဒေသနာတော်မှာထုတ်ဖော်ဟောကြားခဲ့တာဖြစ်ပါတယ်နံပါတ်1ကဘာလို့ဆိုဥဋ္ဌာဏစိဘဥစ္စာတိုးတက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့ကြိုးစားအထောက်မှုရှိရမယ်ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေရလုံလဝိရိယကိုခေါ်တာဥဋ္ဌာဏဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားရမယ်လို့ဆိုလို့စတတ်ဖို့ဆိုလဲကြိုးစားရတာပဲစီးပွားဥစ္စာရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားနော်ကြိုးစားရမယ်နံပါတ်1အဲ့ဒီကြိုးစားဆိုတဲ့အခါမှာဘာတွေလိုအပ်တုံးဆိုတတိမတော်ကိုလုပ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုမို့ဆိုလို့ရှိရင်ကိုကြိုးစားအထောက်မှုတွေကတလွဲဖြစ်သွားနိုင်တယ်ပေါ့အမြဲတမ်းတတိရှိနေဖို့လိုအပ်တယ်တတိနဲ့ကြိုးစားရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူးတတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်ဒါစုံရမယ်သူကနော်တစ်ခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတ္တိချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝိရိယကိုရှေ့တန်းတက်ပြီးတော့ပြောတယ်ကြည့်လေလူရဲ့စွမ်းအား၅မျိုးဆိုတဲ့အထက်မှာတတ္တာဝိရိယတတိသမာဓိပညာဗလ၅ဌာန်ခေါ်တယ်
တတ္တဝိရိယတတိသမารိပညာဒါတွေအကုန်လုံးထိမ့်ညှိပြီးတော့ပေါင်းစည်းပြီးလုပ်ရမယ်လို့ဆိုလို့ဒီအရေးချင်းတွေကအလုံးလိုရတဲ့အရေးချင်းတွေကြီးပဲတခါတရံဝိရိယကိုရှေ့တန်းတင်ပြောမယ်တခါတရံပညာကိုရှေ့တန်းတင်ပြောတခါတရံတတ္တာကိုရှေ့တန်းတင်ပြောမယ်တခါတရံတမာတိကိုရှေ့တန်းတင်သို့တော့ဒီ၅ခုစလုံးဟာပေါင်းစပ်ပြီးကြိုးစားမှာဖြစ်တယ်ပေါ့လိုအပ်တဲ့အရေးချင်းတွေကိုထုတ်ပြထားတာဒါကို mental power လို့ခေါ်တာစိတ်ဆွမ်းအားတွေပဲဒါတွေကနော်တတ္တဗံဖြစ်ဖို့ရောက်အောင်လည်းဒီ power ကိုသုံးချမှာတရားထုတရားမြတ်ရခြင်းနဲ့ဒီ power ကိုပဲသုံးချအဲ့ဒီ power တွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်လိမ်မြန်ကြီးကကောင်းကင်ပြန်တက်တယ်ဆိုတာသူ့ရဲ့ power ကိုသုံးချရတာနော် power ကိုသုံးချတဲ့အခါမှာအင်ဂျင်ကိုလဲတဲ့လေရင်စီတော့မောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေအားအလုံးကောင်းကင်ပြန်ကိုကောင်းကင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြန်တက်သွားဖို့ဆိုတာပထဝီနဲ့အဘောကိုရှော့ချပြီးတော့တေဇောနဲ့ဝါယောကိုတိုးတက်အောင်လုပ်လိုက်ပြန်တက်သွားတာပဲဒါနော်ဓာတ်ကြီးလေးပါးနဲ့သွားတာပဲပြန်တက်သွားအဲ့ဒီဘောလိုပဲလူတွေကြီးပွားတိုးတက်ခြင်းလို့ရှင်တရားရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်တမာရိရှိရမယ်ပညာရှိရမယ်အဲ့ဒါတွေပေါင်းစပ်ပြီးလှုပ်လို့သွားရင်လူတွေရဲ့စွမ်းရည်တတိဟာမြင့်မားလာတယ်လို့သူတို့ပြောတယ်ဒါကြောင့်စီးပွားဥစ္စာရှာပြီးတိုးတက်ခြင်းလို့ရှိရင်နံပါတ်1ဥဋ္ဌာဏဒီစ조사ရမယ်စ조사တဲ့အခါမှာတတိမတော်တတိ mindfulness လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့စ조사ရမယ်လို့ဆိုလို့ဒါမှလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုစ조사ပြီးတော့ဘဝမှာကိုလုပ်တဲ့အလုပ်တစ်ခုသူစိကမ္မမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ဟာအကုသိုလ်ဒုစရိုက်တွေနဲ့ရောထွေးနေအကုသိုလ်ဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာဒါကြောင့်မို့သူစိကမ္မတယ်အပြစ်ကင်းရမယ်တန်ရှင်းရမယ်စင်ကြယ်ရတဲ့အလုပ်မျိုးလုပ်ရမယ်ဒီလိုဆိုလို့အဲ့တော့ကြိုးစားဆိုတဲ့အခါတတိလည်းထားရမယ်ကိုလုပ်တဲ့အလုပ်ဒီတန်ရှင်းဖြူစင်အပြစ်ကင်းစင်တဲ့အလုပ်လည်းဖြစ်ရမယ်နိတ္တမကာရိနောလုပ်ပြီးဆိုတဲ့ကစဉ်းစားဆင်ခြင်ပြီးမှလုပ်ပါအယံမလုပ်ရဘူးလို့ဆိုလို့တယ်နိတ္တမဆိုတာဒါလို့ရင်ဥပမာအယောင်းဝယ်လောက်တာတောင်းပါပဲဒီပစ္စည်းကအရင်တစ်လောက်ကြတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်ကြံမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွက်ချက်နိုင်ရမယ်အကုန်လုံးဆိုလိုတာနော်အဲ့ဒါလို့စီးပွားလုပ်ပါလုပ်နိတ္တမကာရီဒီအလုပ်ကအကျိုးဖြစ်တဲ့အလုပ်ဒီအလုပ်ကအကျိုးမဖြစ်တဲ့အလုပ်ဆိုတာလေစင်ကျင်သုံးသပ်ပြီးတော့မှအလုပ်လုပ်ရမယ်လို့သူတို့ဆိုလိုတယ်ဒါကမြတ်စွာဘုရားကရှိသင့်ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှာအများကြီးပဲနောက်ကနော်နိတ္တမကာရီအရာရာကိုစင်ကျင်စဉ်းစားပြီးတော့မှလုပ်ရမယ်လို့ဆိုမစဉ်းစားပဲလုပ်ရင်ဒုက္ခရောက်တာတွေအများကြီးပဲလေမနေ့ကတော့တက္ကသိုလ်ထဲမှာဟိုတစ်ပင်ခုတ်တယ်လေဓာတ်ကြိုးပေါ်ပြတ်ချတစ်ပင်ခုတ်တာအဲ့ဒါတစ်ပင်ခုတ်တာတစ်ကိုင်းကဓာတ်ကြိုးပေါ်ကြာမယ်ဆိုတာမစဉ်းစားပဲနဲ့လှုပ်လို့ဒီလိုဖြစ်တာလေအောက်မှာဓာတ်ကြိုးကြီးရှိနေတာဓာတ်တိုင်လေးရှိနေတာအစရတဲ့ကဒီစင်ញင်စဉ်းစားလုပ်မယ်ဆိုရင်ဒီလိုအမှားယွင်းမျိုးမဖြစ်နိုင်ဘူးလေဘယ်ကိစ္စပဲဖြစ်ဖြစ်စင်ញင်စဉ်းစားရမယ်လို့သူဆိုလို့တယ်နိတ္တမကာရီအတ္တမအရေးကြီးဒါတူနဲ့တူမတူနိုင်ဘူးပေါ့အရေးချင်းနံပါတ်5ကျတော့တင်ညတတဲ့စောင့်စည်းမှုရှိရတယ်လူတွေကဘာကိုစောင့်စည်းရမှာတော့ဆိုပြောချင်တာမပြောနဲ့နှုတ်ကိုစောင့်စည်းရမှာပြောတဲ့မှပြောမယ်ကိုယ်လက်လှုပ်ရှားမှုကိုလည်းကိုယ့်ရဲ့လောက်ကင်ဆောင်ရွက်မှုကိုလည်းစောင့်စည်းရမယ်လို့ဆိုလို့အ
အပြစ်ကင်းတဲ့ဟာမလုံးနဲ့အပြစ်ရှိတဲ့ဟာမလုံးနဲ့အပြစ်ကင်းတာလုံးအောင်ဥမာမဲ့စောင့်စည်းမှုဆိုတာနှုတ်ကိုစောင့်စည်းတယ်ဆိုတာဘာလဲနှုတ်ကိုစောင့်စည်းတာလူတွေကနှုတ်ကိုမစောင့်စည်းနိုင်ဘူးအမှန်မှစောင့်စည်းဖို့ခက်တယ်နှုတ်ကဘာဖြစ်လို့လဲဆိုရင်အတင်းပြောစရာရှိရင်ထီးလေးစောင့်ပြီးသွားပြောသေးတာနော်တယ်လီဖုန်းလေးနဲ့ဆက်ပြောတာမပြောရရင်လည်းပဲ Facebook ကနေ Messenger ကနေပြီးတော့ရိုက်ပြီးတော့ပြောသေးတာမပြောရမနေနိုင်တာလေအဲ့တော့တင်ညတဆိုတာစောင့်စည်းရမယ် Facebook ထဲလည်းရေးချင်တာမရေးရဘူးလို့သူတို့ဆိုလို့တယ်မကြည့်တဲ့နာတွေလည်းမကြည့်နဲ့မရေးတဲ့နာတွေလည်းမရေးနဲ့မပြောတဲ့နာတွေလည်းမပြောနဲ့လို့သူတို့တင်ညတစောင့်စည်းရမြတ်စွာဘုရားကနှုတ်ကိုစောင့်စည်းဖို့ဟောကြားထားတာအမှန်တမ်းမှတ်သားစရာကောင်းတယ်ကိုပြောတဲ့စကားတစ်ခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်မှားရင်မပြောနဲ့မှန်ကန်တဲ့အကြောင်းဒါဖြင့်မှန်ယုံနဲ့ပြောမလားဆိုမှန်ယုံနဲ့လည်းမပြောနဲ့အောင်အကျိုးရှိမှပြောဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောရမလားဆိုအချိန်ကြည့်အောင်ပြောတဲ့အချိန်လားမပြောတဲ့အချိန်လားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောဖို့လည်းအချိန်ရောက်ပြီဘယ်လိုလေသံနဲ့ပြောမလဲရှင်ကျေးတဲ့လေသံနဲ့ပြောစကလုံးအသုံးလုံးယဉ်ကျေးပါစေစိတ်ကဘယ်လိုထားရမလဲမေတ္တာစိတ်နဲ့ပြောဟောမြတ်စွာဘုရားဆုံးမတာထောင်းကိုစိနေတာပဲနော်နှုတ်ကိုစောင့်စည်းတယ်ဆိုတာကိုပြောမဲ့စကားကိုဆန်းစစ်လိုက်ငါပြောတာအမှန်ပဲလားအေးမှန်တယ်ဆိုရှောက်ပြောနေလို့ရှိရင်ပို့ဒုက္ခရောက်မှာနော်မှန်တိုင်းပြောရမှာမဟုတ်ဘူးမြတ်စွာဘုရားမှန်တော့မှန်တယ်ကိုပြောလိုက်တာကောင်းကျိုးချမ်းသာဖြစ်ခဲ့လားသူများထိခိုက်သွားတယ်မှန်တော့မှန်တယ်သူများထိခိုက်သွားတယ်ကိုထိခိုက်တယ်အကျိုးမရှိဘူးဒါမျိုးဆိုတော့ပြောရင်အကျိုးနဲ့အပြစ်ဟာအပြစ်ကပိုဖြစ်လာမှာဖြစ်တယ်အဲ့တော့မှန်တယ်ကောင်းကျိုးချမ်းသာပေးနိုင်တာလည်းဖြစ်ရမယ်ပြောတဲ့အချိန်လည်းရောက်ရမယ်ပြောပြီဆိုတဲ့အခါမှာရှင်ကျေးလိမ္မာစွာပြောရမယ်ရိုင်ဆိုင်မပြောရဘူးစိတ်ဓာတ်ကလည်းပဲဒေါသနဲ့မပြောရဘူးမေတ္တာနဲ့ပြောရမယ်ဘုရားကတောင်းကိုစီးနေအောင်ဟောထားတာနော်အဲ့ဒါကိုတင်ညတလို့ခေါ်တယ်အဲ့ဒီတိုင်းမလိုက်နာဘူးဆိုရင်ပြောခြင်းကြောင့်ပြဿနာတက်တယ်နော်လောကလူတွေဟာပြောဆိုကြောင့်ပြဿနာတက်နေကြတာရှိတယ်ကိုယ်ဒီလျောက်လုံးเสียရှိပြီဆိုလို့ရှိရင်လေအပြစ်ကင်းတဲ့လှုပ်ဖက်လှုပ်အပြစ်ဖြစ်မဲ့လှုပ်မျိုးမလုံးနဲ့လို့သူတို့ဆိုလို့ရပေါ့နော်သူများအပြစ်ဆိုတာဘယ်လိုပြောရမလဲငါလုံးလိုက်တဲ့အလုပ်ဟာသူများထိခိုက်သလားသို့မဟုတ်ငါ့ကိုထိခိုက်သလားသို့မဟုတ်နှစ်ယောက်စလုံးကိုထိခိုက်သလားဆိုးချိုးတွေကိုဖြစ်စေနိုင်သလားကောင်းကျိုးကိုရမလားဒါတွေအလုံးစဉ်းကျင်စဉ်းစားပြီးမှနှစ်ဦးလုံးလည်းမထိခိုက်ဘူးကောင်းကျိုးတွေလည်းဖြစ်တယ်ဆိုရင်လှုပ်သူတို့ဆိုလို့ရပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေဟာသာတော်ရာဟုလလေးကိုဆုံးမတာပဲကြည့်လေရာဟုလမင်းတခုလှုပ်เสียရှိတယ်ဆိုရင်မလှုပ်ခင်ကစဉ်းစားလိုက်တဲ့လှုပ်နေတော့လည်းထပ်စဉ်းစားလိုက်အောင်လှုပ်ပြီးတော့လည်းစဉ်းစားလိုက်အောင်ဆို၃ချိန်စဉ်းစားခိုင်းတယ်မလှုပ်ခင်ကစဉ်းစားငါလှုပ်ရဲ့အလုပ်ဒီသူများထိခိုက်လားငါထိခိုက်လားနှုတ်လုံးအကျိုးမဲ့ဖြစ်စေနိုင်သလားစဉ်းစားပြီးတော့မလှုပ်ခင်ကနေပြီးတော့သိအောင်လုပ်တာလှုပ်နေတဲ့အချိန်လဲငါထင်တဲ့အတိုင်းဟုတ်ကလားလှုပ်ပြီးတဲ့နောက်မှာပေါ်လာတဲ့ရစက်ကရောငါထင်တဲ့အတိုင်းဟုတ်ရဲ့လားစဉ်းစားအဲ့ဒါလို့၃ချိန်၃ကစဉ်းစားပြီးလုပ်ရင်ရွှေမှားတာဆိုတာမရှိဘူးလို့ပြောရင်လည်းဒီတိုင်းပဲမြတ်စွာဘုရားသာတော်ရာဟုလကိုသွန်သင်ပြတာဆုံးမတဲ့အမလတ္ထိကောဝါဒအမလတ္ထိကရာဟုလောဝါဒဆိုတဲ့သုတ်တံမှာအဲ့ဒီတိုင်းဆိုတာနော်မြတ်စွာဘုရားဟာအဆုံးအမတွေပဲဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတွေအဆုံးအမတွေလက်တွေ့ကျင့်သုံးရမယ်အဆုံးအမတရားတော်တွေပဲဖြစ်တယ်တင်ညတဆိုတာကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောင်းလျှောက်တတ်တယ်ဆောင်းလျှောက်ရမယ်အဲ့ဒါမှဂုဏ်သတင်းဆိုတာရနိုင်တယ်နောက်တစ်ခုကျတော့နံပါတ်6ကျတော့ဓမ္မစီဝီတဲ့
တရားတဲ့နိလန်းနဲ့အသက်မွေးရမယ်တရားမြတ်တာဆိုအသက်မွေးရမယ်မတရားတဲ့နိလန်းနဲ့အသက်မမွေးရဘူးအဲ့တော့ဒုစရိုက်နဲ့အသက်မမွေးပဲနဲ့သူစရိုက်နဲ့ပဲအသက်မွေးတာဓမ္မစီဝီလို့ခေါ်တယ်သူစရိုက်ထဲမှာလည်းပဲပညာနဲ့အသက်မွေးတယ်ပညာစီဝီအဲ့ဒါအကောင်းဆုံးအသက်မွေးခြင်းပဲဖြစ်တယ်ပေါ့အလုံးပေါင်းလိုက်တက်ကဓမ္မစီဝီဆိုပြီးတဲ့နောက်ပြီးပြီလားဆိုအပ္ပမတ္တဆိုပြီးနောက်ဆုံးခုနှစ်ခုမြောက်မှာထပ်ထည့်ရှေ့နားမှာလည်းပဲတတိမတော်ဆိုတာထည့်တယ်အခုနောက်ဆုံးမှလည်းအပ္ပမတ္တရှင်မှုမေးလျော့ခြင်းမရှိဘူးဆိုတာလည်းတတိထားရမယ်ဆိုတာကိုပြောတာအဲ့တော့တတိကိုနှစ်ထပ်ကွမ်းဟောတာဒီမှာဘာကြောင့်နှစ်ထပ်ကွမ်းဟောလဲခုနကတော့ဥဒ္ဒနာဝတ္တောတတိယဘာလဲအခုဒီအပ္ပမတ္တဆိုတဲ့တတိယဘာလဲဆိုဥဒ္ဒနာဝတ္တောမှာဆိုတဲ့တတိက mindfulness ကိုပြောတာအလုံးလုံးပြီဆိုရင်အာယုစိုက်ရမယ်နော်အမတ်တမဲ့ဘာမှမလုပ်ရဘူးအာယုစိုက်ရမယ်အမြဲတမ်းအာယုစိုက်အဲ့ဒါအရေးကြီးတဲ့တတိပဲအပ္ပမတ္တဆိုတာဘဝကိုမမေ့ရဘူးအောင်မြင်လာလို့ရှိရင်အောင်မြင်တဲ့အပေါ်မှာမေ့မနေနဲ့လို့ပြောတာနော်အကြောင်းတရားတွေကောင်းစားလာလို့အကြောင်းတရားတွေကြောင့်လူတယောက်ဟာကောင်းစားလာပြီဆိုတဲ့အခါကျတော့အဲ့ဒီကောင်းစားလာတဲ့အပေါ်မှာရှင်းမှုမေ့လျော့မှုဆိုဖြစ်လာတယ်အဲ့ဒီရှင်းမှုမေ့လျော့မှုမရှိရဘူးလို့အပ္ပမတ္တကိုပြောတာနောက်ဆုံးတတိယအပ္ပမရပဲနော်ရှင်းမှုနေလို့ရှိရင်မှားယွင်းသွားနိုင်တယ်ဒါကြောင့်မို့ရှင်းမှုမေ့လျော့မှုမရှိရဘူးလို့တတိကိုနှစ်ထပ်ဟောတာမြတ်စွာဘုရားတတိမတော်အပ္ပမတ္တအဲ့ဒီလိုနေထိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့စိစိတ်ဥစ္စာကြွယ်ဝချမ်းသာခြင်းဂုဏ်တရင်ချီးခြင်းဆိုတဲ့ယတဆိုတဲ့ခြေဆုတရားတွေကိုရရှိနိုင်ပါတယ်လူလောကမှာအောင်မြင်သူဖြစ်နိုင်ပါတယ်လို့သူဆိုလိုတယ်နော်အောင်မြင်ကြော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်ကြိုးစားမှုကစတာပဲဒါအဲ့တော့ဒီဒေသနာတော်မှာကြည့်မယ်ဆိုရင်လုံးဝမဲ့ချက်တွေကိုကိုပြောထားတာအဲ့ဒီအလုပ်တွေဟာတခုမှမချွေရင်းစေပဲနဲ့ကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ဖို့လို့ဆိုလိုတယ်ကြိုးစားရမယ်ကြိုးစားတဲ့အခါမှာတတိရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းမှာစင်ကြယ်တန်ရှင်းတဲ့လုပ်ငန်းမျိုးအလုပ်မျိုးဖြစ်ရမယ်လုပ်တိုင်းဟာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးပြုလုပ်တယ်အယံဘယ်တော့မှမလုပ်ဘူးတင်ညတကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဓမ္မဇီဝီတရားတဲ့နိလန်းနဲ့အသက်မွေးတယ်အပ္ပမတ္တရလာတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုမေးလျော့ပြီးတော့မနေဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်တယ်လို့သူတို့ပြောတာနော်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်လာအောင်အကြောင်းတရား9ချက်ကိုမြတ်စွာဘုရားဒီဓမ္မပဒဒေသနာတော်မှာဟောထားတာအဲ့ဒီဓမ္မရတ္တကိုနာယူမှတ်သားထားမှာဖြစ်တယ်ပေါ့ကိုယ်ဘဝမှာအသုံးချပြီးတော့သင်္ကန်းစာတစ်ခုဖြစ်နေတဲ့ဓမ္မရတ္တပေါ်ကျင့်ကြံကြိုးကိုအထောက်အမှာဖြစ်တယ်ဘာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာတော့လို့သူ့ရဲ့ဇာတ်လမ်းလေးကိုအချင်းချင်းပြောရမယ်အကြောင်းတစ်ခုဟောပြီးမယ်လို့မြတ်စွာဘုရားဒီဒါကိုအကြောင်းပြုဟောပြီးမယ်လို့သူအတွက်တည်းမဟုတ်ဘူးအားလုံးတရားတွေအားလုံးဟာဒီတိုင်းပဲလိုက်တာလောက်ရမှာပြောတာနော်အောင်မြင်သွားတဲ့လူတယောက်တည်းပြောတာမဟုတ်ဘူးအောင်မြင်ခြင်းအားလုံးဟာဒီတိုင်းပဲသွားရမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုနိတိအဆိုပြုချက်လမ်းညွှန်ချက်ကိုမြတ်စွာဘုရားပေးခြင်းပဲဖြစ်တယ်လို့မှတ်သားရမှာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားအကြောင်းပြုဟောတာတော့ရာဇဂုမျိုးကတထေးကြီးတယောက်ရှိတယ်အဲ့တထေးကြီးမှာသားတစ်ယောက်ထွန်ကားတယ်အဲ့သားလေးငယ်ရွယ်တဲ့အချိန်လေးမှာအဟိဝတ္တရောဂါလို့ခေါ်တဲ့ရာဇဂုမျိုးမှာယောဂတွေဖြစ်လာတယ်အဟိဝတ္တရောဂါလို့ဆိုတာပမာပြေမှာတစ်ခေတ်တုန်းကဖြစ်တဲ့ပလိယောဂမျိုးလို့ပေါ့နော်လူတွေကတဖြုတ်ဖြုတ်နဲ့သေကြတာအဲ့ပလိယောဂလို့ကတ်ဆိုးကြီးယောဂဖြစ်တယ်ကတ်ဆိုးယောဂဖြစ်တဲ့အခါရာဇဂုတထေးကသူ့သားကိုနားခေါ်ပြီးပြေးတယ်ဒီယောဂဟာတရိစ္ဆာန်တွေကစလာပြီးတော့လူတွေကူးဆက်တယ်
နောက်ဆုံးဒီယောဂဒုက္ခရောက်မယ်ကုသတဲ့ယောဂပြန့်ပွားလာတဲ့ယောဂဖြစ်တယ်ပေါ့ငါသားငါတို့ကိုမကြည့်နဲ့မင်းတခြားကိုထွက်သွားလိုက်တော့အိမ်မမနေနဲ့မင်းအတွက်ငါတို့ဟာဒီမှာငါတို့ပတ်စံနေငွေကြေးတွေရွှေတွေငွေတွေတို့မြုပ်ပြီးတော့တင်ထားတာဂရေ40ရှိတယ်အဲ့ဒါကိုမင်းမှတ်သားထားငါတို့မရှိတဲ့နောက်ကျတော့အဲ့ဒါတွေကိုဖော်ထုတ်ပြီးမင်းအသက်မွေးရေးအခုတော့မင်းလွတ်ရပြေးမပြေးလို့ရှိရင်မင်းနဲ့ယောဂကုဆက်ခံရလိမ့်မယ်ဆိုကလေးလေးကိုအဲ့လိုလွတ်လိုက်တာသူလည်းကြောက်ကြောက်လန့်လန့်နဲ့အိမ်ကနေထွက်ပြေးသွားယောဂမကုဆက်ခင်ပြေးသွားပြီဟိုးတော်တဲ့တောင်ချေမှာသွားပြီးတော့12နှစ်ကြာလောက်နေတယ်ဒါကြောင့်မြို့မှာဒီယောဂကုသတဲ့လူတွေကအကုန်သေးကုန်ညာသူ့မိဘတွေလည်းသေသွားတယ်12နှစ်ကြာတဲ့အခါသူသွားတော့ကလူငယ်လေးဘဝအရွယ်မရောက်သေးတဲ့လူမမဲကလေးငယ်ဘဝ10နှစ်17နှစ်12နှစ်ပေါ့အဲ့ဒီအရွယ်လေးကနေထွက်သွားပြန်ရောက်တဲ့အခါကျတော့12နှစ်ကြာပြီဆိုတော့သူဟာအသက်အရွယ်လေးတော်တော်ရလာပြီမုတ်စိတ်မွေးတွေနဲ့ဖြစ်လာပြီဗမြိုင်မွေးတွေမုတ်စိတ်မွေးတွေဖြစ်လာအဲ့သူပြန်လာပြီးတော့သူ့ဖေပြောတဲ့နေရာမှာပြုတ်ထားတဲ့ငွေတွေရှိမှရှိသေးလားလို့ဆိုတော့တိတ်တဆိတ်ဖော်ကြည့်တဲ့အခါမှာအားလုံးဟာခြေရလက်ရမပြည့်အကုန်ရှိတယ်ဆိုတွေ့သို့တော့သူစဉ်းစားတယ်ဒါရင်ငါအခုချိန်ဖော်ပြီးဖော်ထုတ်သုံးမယ်ဆိုလို့ရှိရင်ဘယ်ကလူမှမသိတဲ့လူတယောက်ဟာရွှေတွေငွေတွေဖော်ပြီးသုံးနေတယ်ဆိုပြီးတော့ငါ့ကိုဖမ်းဆီးပြီးတော့ဒုက္ခပြုလိုက်ဒုက္ခပေးလိုက်မယ်အဲ့တော့ငါရိုးရိုးကုတ်ကုတ်လောက်ကင်စားမှပဲဖြစ်မယ်ဒါတွေကိုလူတွေမသိအောင်အသာလေးပဲရှို့ထားမယ်ဆိုသူဘာလုပ်တော့ဆိုအလုသမားလမ်းတစ်ခုကိုသွားပြီးသူ့ကိုလှုပ်ပေးကြမလားလို့သူအလုရှာတဲ့လူဖြစ်ပါတယ်အလုပေးပါလို့ဆိုအဲ့ဒီအလုသမားလမ်းကလူတွေကသူ့ကိုလှုပ်ပေးတယ်တခြားလှုပ်တော့မလုံးနဲ့မင်းငါတို့မနဲ့ကြလို့ရှိရင်နှိုးတဲ့အိယာကနှိုးတဲ့အလုကိုလှုပ်ပါဆိုလုတ်ကန်းဝင်သွားကြမှာဆိုမင်းနှိုးပါငါတို့ဆိုအဲ့ဒါသူ့ကိုလာကပေးပြီးတော့မနဲ့ကြရင်သူကအစောကြီးထားပြီးလိုက်နှိုးရတယ်အိမ်နော်အလုသွားချိန်တမ်းပြီဘယ်နှနိုင်ထိုးပြီးထားချိန်တမ်းပြီဆိုတာတွေကိုလိုက်နှိုးရအဲ့ဒီလုတ်ကိုအော်ပြီးတော့နှိုးတာဗမာပြည်မှာလဲဘွန်တော်ဆိုတာရှိတယ်မဟုတ်လားနော်အဲ့ဒီလိုမနဲ့စောစောထဖို့အဲ့ဒီလိုနှိုးတဲ့ဟာမျိုးသူလောက်ရတယ်အဲ့ဒီအတန်မနဲ့စောကြီးသူ့ရဲ့အော်တန်ကိုဗေမိသာရမင်းကြီးကအမြဲကြားတယ်ကြားတဲ့အခါအတန်ကြားရတယ်ဗေမိသာရဒီလူကပတ်စံချမ်းသာတဲ့လူရဲ့အတန်ပဲတဲ့အတန်ကြားရတယ်သူကသိတယ်ဘုရင်ကြီးကဒီလူကငွေကြေးချမ်းသာတဲ့လူရဲ့အတန်ပဲသူ့အတန်ဆင်းရဲတဲ့လူမဟုတ်ဘူးဆိုအဲ့လိုပြောတော့ဗေမိသာရမင်းကြီးရဲ့ဒီအချမ်းရအမျိုးသမီးတွေကစုံစမ်းခိုင်းတယ်စုံစမ်းခိုင်းလိုက်တော့မဟုတ်ဘူးအလုသမားလမ်းမှာသူများအလုသမားတွေရဲ့လောက်ခစားမနဲ့နှိုးတဲ့လူရဲ့အတန်ဖြစ်ပါတယ်ပတ်စံမရှိလို့လောက်ကင်စားနေတဲ့လူဖြစ်ပါတယ်လို့ပြောဘုရင်ကြီးကပြန်ပြောဘူးနောက်ကြားပြန်ရောမနဲ့អော်တဲ့အကြံကြားဒီကောင်ပတ်စံချမ်းသာတဲ့ကောင်ဒီကောင်နော်ပြောပြန်အဲ့ဒါနဲ့အဲ့ဒီဘုရင်ကြီးနဲ့ယဉ်နေတဲ့ဘုရင်ကြီးရဲ့အမျိုးသမီးအပြုစုအမျိုးသမီးဟာရှင်မင်းကြီးတဲ့သူချမ်းသာတဲ့လူဆိုလို့ရှိရင်သူပိုင်တဲ့ပစ္စည်းတွေနန်းတော်ကိုရောက်အောင်ကျမဆောင်ခြင်းပဲအဲ့တော့သူ့ကိုအခုလောလောဆယ်ငွေ1000ထုတ်ပေးပါဆိုပြီးတော့သူ့သမီးလေးခေါ်ပြီးသားမီးနှစ်ယောက်သွားကြပြီးတော့နောက်ဆုံးမှာဘုရင်ကြီးစီသတင်းပို့တယ်ဒီလမ်းမှာနေတဲ့လူတွေအကုန်လုံးပွဲလန်းသဘင်ကြီးထည့်ရမယ်ပွဲကျင်းပရမယ်ဆွာတွေကလှုပ်ပြီးသူ့ဗဏ္ဍတိုက်တွေကငွေမထွက်အောင်လှုပ်တာနော်သူမြုပ်ထားတဲ့ငွေတွေထွက်မထွက်အောင်တူချုပ်ပြောလိုက်မယ်ဆိုရင်နောက်ဆုံးမှာဘုရင်ကြီးကပွဲလုပ်ရမယ်ဆိုတော့သူ့ငွေရှာတယ်ရှာတော့ဘယ်မှမရနိုင်ဘူးဆို
သူမြုပ်ထားတဲ့တရားငွေလေးတစ်ပြားယူပြီးတော့တင်ကားလေးတစ်ပြားကိုပေးပြီးလုပ်တယ်ဘုရင်ကြီးစီပို့လိုက်တယ်ဟိုကသူရှိတဲ့ငွေနဲ့လဲပြီးတော့ဘုရင်ကြီးစီပို့လိုက်အဲ့လိုနဲ့နေ့ရက်သုံးရက်သူစီကငွေတင်ကားတွေကိုဘုရင်ကြီးစီပို့ထားဘုရင်ကြီးစီပို့ထားတော့နောက်ဆုံးကြတဲ့အခါကျတော့အဲ့ဒီဘုရင်ရဲ့အပြုစုမျိုးသမီးကပဲသူ့သမီးနဲ့အဲ့ဒီတူကိုပေးစားပြီးတမက်လှုပ်ထားပြီးနောက်ကြတော့နန်းတော်ကိုအကြောင်းလွှတ်လိုက်တယ်ဒီလူကိုနန်းတော်ကိုခေါ်ခိုင်းလိုက်ပါဆိုအဲ့တော့နန်းတော်ကလူတွေကရောက်လာပြီးတော့သူ့ကိုနန်းတော်ခေါ်တာကြောက်လန့်နေတာသူကဘုရင်နဲ့သူမသိဘူးမလိုက်ချင်ဘူးနဲ့ပြောတယ်မဟုတ်ဘူးလိုက်သွားဆိုနောက်ဆုံးကြတော့အတင်းကျပ်ခေါ်တော့ပါသွားတယ်ခုနဘုရင်နန်းတော်သူကလည်းပဲသမီးလေးနဲ့ခေါ်ပြီးတော့သူကနန်းတော်အရင်ရောက်နှင့်နေတယ်အဲ့ဒီလူဘုရင်ရှေ့ရောက်တဲ့အခါကျတော့တောင်ကြည့်မြောက်ကြည့်ကြည့်တော့သူတို့သားမိတွေ့တယ်။အော်သူတို့လက်ချက်ပဲလို့နော်။အဲ့ကြောင့်သူသိတယ်သဘောပေါက်တယ်။ဘုရင်ကြီးကနေပါဦးမင်းပစ္စည်းတွေလောက်ချမ်းသာတာဘယ်ထားရတော့ကျွန်တော်မျိုးမချမ်းသာပါဘူးပတ်စံမရှိပါဘူးလောက်ကင်စားတော့နေငါမလိန်နဲ့လေဟောဒီမှာမင်းပတ်စံနေမော်လားလို့ဆိုပြီးတော့ तू ထုတ်ပေးတဲ့ဒင်းကားတွေထုတ်ပြတယ်မှာခါကြတော့အဲ့ဒီကြတော့မှ तू ကိုကျိုးနေပါပြီပေါ့ဘုရင်ကြီးကမဟုတ်ဘူးမင်းပတ်စံနေဘယ်လောက်ရှိတော့ဆိုရှင်မင်းကြီးအမှန်တိုင်းပြောပါရစေပါသူ့မိဘကဒီသိဆုံးသွားတဲ့အခါမှာခရီး40မြုပ်ထားတာကိုဖော်ထုတ်ဖို့ရသူမဝန်းလို့ဒီလိုပဲလောက်ကင်စားရပါတယ်ဆိုဘုရင်ကြီးကအဲ့ဒါဆိုလို့ရှိရင်ဘုရင်အမိတ်နဲ့အဲ့ဒီနေရာကိုငွေတွေအလုံးကိုထုတ်ယူပြီးတော့ဒီငွေတွေဒီလောက်ပိုင်တဲ့ပုဂ္ဂိုလ်ဘာယာရုခံမလဲဆိုတထေးယာရုပေးပါဆိုအလုံးကနေပြောတော့သူ့ကိုတထေးယာရုခံလိုက်တာသဘောကတော့အဲ့ဒါပတ်စံချမ်းသာတယ်ပတ်စံချမ်းသာမှန်းသိတော့တထေးယာရုပေးခုနနန်းတော်သူရဲ့သမီးနဲ့သူ့ကိုအိမ်တော်ရဲ့သားချထားပြီးသူ့ကိုတထေးယာရုခံလိုက်ပြီမြတ်စွာဘုရားစီခေါ်သွားတယ်ဒီလူဟာအလွန်ကိုတည်ကြည်တဲ့လူပဲကြွားကြွားဝါဝါမလုပ်ဘူးသူ့မိဘတွေကဒါလောက်ချမ်းသာတဲ့ငွေကြေးတနာတွေသူပေးသွားတော့လည်းပဲသူဟာရိုးရိုးကုတ်ကုတ်နေထိုင်တဲ့လူဖြစ်တယ်ဆိုပြီးမြတ်စွာဘုရားကိုဒီလိုတည်ကြည်တဲ့လူမျိုးသူမတွေ့ဘူးပေါ့ဘူးလို့ဗိမိန္ဒရာမင်းကြီးကလျှောက်တဲ့အခါမှာမြတ်စွာဘုရားအခုလိုတည်ကြည်တဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ဆိုပြီးဒီအင်္ဂါကြီးပွားတိုးတက်ကြောင်းအင်္ဂါ9ပါးကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီဇတ်လမ်းကိုအကြောင်းပြုပြီးဒါဟောတာသို့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒီလမ်းကြောင်းအတိုင်းမြည်သူပဲရှောက်ဒီစခန်းကိုရောက်မှာပဲဖြစ်တယ်ပေါ့အေးလောကမှာကြီးပွားချမ်းသာတိုးတက်ခြင်းပြီးဆိုလို့ရှိရင်ဥဋ္ဌာဏဝတ္တောကြိုးကြိုးစားစားလုပ်ကြရမှာဖြစ်တယ်တတိမတော်တတိရှိရမှာဖြစ်တယ်နော်သူစိတ်ကမ္မစင်ကြယ်တဲ့အမှုကိုလုပ်တဲ့လုပ်ငန်းဟာဒီအပြစ်ကင်းတဲ့လုံမျိုးဖြစ်ရမယ်နိတမကာရီစင်စင်စားစားအလုပ်လုပ်တဲ့အခါမှာလုပ်ရမှာဖြစ်တဲ့တင်ညတကိုယ်နဲ့နှုတ်ကိုစောင့်စည်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မဇီဝီတရားသဖြင့်အသက်မွေးတာဖြစ်ရမယ်အပမတ္တရလာတဲ့အခြေအနေကောင်းကိုရမှုမေးလျော့မနေပဲနဲ့တတိရှိနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးသာလျှင်ကြီးပွားတိုးတက်နိုင်တယ်လို့မြတ်စွာဘုရားဟောကြားဆုံးမတာပဲဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီဓမ္မလမ်းကြောင်းတွေဟာဘယ်အခါပဲကျင့်မတိမ်းဆောင်တဲ့ဓမ္မလမ်းကြောင်းတွေအတိုင်းရှောက်လန်းကြမယ်ဆိုရင်ယက်လက်ကတော့အပမတ္တတယတ်သောဘိဝတ္တိလို့ဆိုတဲ့အတိုင်းပဲစိစိမ်ဥစ္စာဂုံဝါတရင်တိုးတက်ခြင်းဆိုတဲ့အကျိုးကိုရရှိမှဧကံဖြစ်တယ်ဆိုတာကိုမှတ်သားနာယူပြီးမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း